မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်မှာပြန်လည်ခြေချပြီးပုံမကောင်းမွန်တဲ့အနာဂတ်စီကိုဥတီဆောင်ရနေပြီလည်းဖြစ်ပါတယ်။ကျွန်တော်တို့စုဝတ်တဲ့နေတဲ့လက်ရှိမှာနိုင်ငံတော်ပြည်ရေးအေဂျင်စီရင်းရည်နဲ့လူသားတဲ့စီလူလူတွေစောင့်ပြီးဆောင်ရွက်ရှိနေပါတယ်။အစိုးရနဲ့ထိုင်းပြည်နိုင်ငံအစိုးရတို့အကြားအလုပ်သမားများကိုင်ရာလက်တွေ့တော့နိုင်ကျလဖန်အမောင်ကြီးကထမလေးကမြန်မာနိုင်ငံတော်အလုပ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်တရားစာကနေပပဝ